စားတော့ခုနဲ့ကြာစံတော့ပါတိုင်လိုက်ရဟောတော့အဲကောင်ကဖျားတခင်ပဲဖျားတခင်မဟုတ်အဲကောင်ကအတက်ပဲဟယ်လိုဘိုင်ဘိုင်ไปแล้วค่ะขอบคุณค่ะ Oh my god ตัวที่ใหญ่ที่เรามีเอ็นจีบ้าบ้าหรอกวันที่มากาแฟสั่งชีเอ Oh my god แล้วนี่อ่ะชื่อเสียเลยไม่ติงกูเองอยากว่าหรือไอ้คันซ้ายอ่ะရောက်ပြီဒီနားလေးပဲထင်တယ်ဟောစားတော့ဘူးလေစားတော့ဘယ်နားမှာလဲဒီနားမှာလားဒီမှာလေဩဒီမှာဒီလိုမျိုးသုံးမိန်းလေးအများကြီးပဲနော်အိမ်သုံးနေပဲဒါဩဟိုတင်းလောက်ရမလို့သမီးတက်လိုက်တော့မယ်နော်လေတက်လေတက်ပြီโอเค哇，我的好个。နံပါတ်4ဆိုလား哦。ဟာ不然再进来，下一个就下一个没有。ဟောဟောနံပါတ်4ဟာလားဩဘယ်စီစင်ပြေတယ်လေရတယ်စင်ပြေဦးနေဟုတ်原来嘞，我原来早点的原来。ဟုတ်那我看你妈去回来，我这打的第一个也农民们的第一个。ဟုတ်ရဦးလေးတမီးဒီမှာပဲနေခဲ့လိုက်တော့မယ်ဟုတ်စားဘူးလားမစားတော့တမီးကဟိုမနက်ပိုင်း7 နာရီလောက်မှပဲစားတာဟုတ်ညနေကျမှပဲအဲ့ဟိုမှာစားလိုက်မယ်ပတ်သက်ရှင်းပြလိုက်ပါဟုတ်စကန်နဲ့ရလားဟမ်စကန်နဲ့ရလားဦးလေးစကန်နဲ့ရတာလားရစကန်ရင်ဟိုအပေါ်ကြီးရအောင်ပတ်သက်မရစကန်ကပိုင်တဲ့ရရတော့ลงไม่ได้ใช้แล้วนั่นน่ะเดี๋ยวจะวางเลยค่ะเวลาก็โทรหาเขาไปไหนไปวัดก็ได้อยู่นะมาคนเดียวมาคนเดียวค่ะโอเคอยู่ตรงนั้นเปิดแอร์นอนเลยเนาะมีอะไรก็หาลุงนอนอยู่เนี่ยอ๋อค่ะโอเคไปแล้วครับขอบคุณค่ะเปิดแอร์แล้วเปิดไม่ได้เรียกลุงนะลุงนอนอยู่เนี่ยค่ะโอเคအဲကောရင်ဖွင့်ပါမယ်ဒီမှာရမ်းပူညနေကြရင်ဟွာလောက်တရားလောက်ခွာဖုန်ကြီးကြောင်းသွားမှာပေါ့နော်
နေရတော့နည်းနည်းပူပဲထီးယူတော့ရင်ကောင်းတယ်ထင်တယ်อุ๊ยနေပူတယ်ဟာအင်ကြီးယူတော့ရင်ကောင်းမလားထီးရှိရထီးငါတော့တယ်คุณลุงคะเดี๋ยวยิ้มล่มไปได้ไหม ไป ค่ะขอบคุณค่ะเอ้ยทีเนี่ยดูတော့ဒါနဲ့ယူတော့မှာတယ်ကောင်းမလားတော့မရှိပါဘူးเนาะโอเคစင်ပြေတယ်ကြီးပဲထီးอ่ะခဏလေးတော့မှာတော့ဟုတ်တယ်ဒါပေမဲ့ဘာလဲဆိုတော့ပူကဲမဲ့လည်းမရှိဘူးမရှိရမဟုတ်မကြည့်ဘူးအုတ်ထုတ်တွေရောထီးတွေရောမလေးကျမရတယ်နော်ဘာဒီမန်ကိုမသိทำไมပူတယ်လေတေးအောင်ပူอ่ะဒီကနေရလေရိုးရိုးပူတာမဟုတ်ပူပြီးတော့မှဆက်နေတာခဏဦးလေးကဘာလဲဆိုတော့ဖုန်းနံပါတ်ယူတော့ရတယ်တခုခုဖြစ်ရင်သူ့ဖုန်းဆက်တယ်ပြီးတော့ပြန်မယ်ဆိုရင်လည်းတဲ့ရှောင်းမပြန်ချင်သူ့ဖုန်းဆက်တဲ့ဖုန်းနံပါတ်ပေးသွားလိုက်တာဦးလေးရေလာကြိုပေးပါအောင်ဆိုပြောပြီးတော့မှပြောလိုက်တော့တဲ့လာကြိုပေးမယ်တဲ့ဟုတ်ကဲ့တော့လူအများစုကြီးဆိုရင်ဖုန်းကြီးเจ้าမှာသားစုကြတာပေါ့ဒီတကြံနှစ်စန်းတရက်နေ့မှာသားစုကြတာမကလေးကတော့ဒီမှာပဲရှိတော့ဟိုင်းကျမကိုကြည့်သွားတယ်ဒီနေမှာနေပြီးတော့ထီးနဲ့ရှောက်သွားနေရဆိုရင်ဟိုတယောက်တည်းပဲရှိရနေမှာထီးနဲ့အုတ်ထုံနဲ့မသိအိမ်မှာရောက်နေတယ်လို့ပဲအမေရဲ့တမီးဒီလိုမျိုးအိမ်မှာနေတယ်လို့မျိုးပဲလုပ်အမေဆိုရင်ပြင်တော့အုတ်ထုပ်ပါတော့အထီးပါတော့အမထီးရောအုတ်ထုပ်ကိုသမလာရင်ဒါတော့အိမ်မှာနေရမဟုတ်နော်ပြင်မှာနော်ဒါသူများဆိုရင်မုံဝတ်ဆောင်လေးတွေနဲ့ပါတဲ့ညာနဲ့အဲ့ဆိုင်ခဏတိုင်းသူတို့ရဲ့ traditional လေး traditional delay လေးတွေသွားကြည့်လို့ရတာပေါ့ချစ်စရာ delay လေးအဲ့လိုမျိုးကြည့်ရတာဝါသနာပါတယ်အဲ့ကိုရောက်ဖို့15မိနစ်လောက်လာမသိဘူးရှာမှာဒီမှာအိမ်လေးတွေဒီလိုမျိုးလေးဒီအိမ်ဆိုချစ်စရာလေးဝါလေးဝါထိန်ထိန်ဝေးရပါလို့ဟာသွားလိုက်အောင်မယ်နော်ခဏနေမှာပြလိုက်မယ်ဒီဖုန်းကြီးเจ้าမှာရေပတ်မှာဖြစ်ပါတယ်ဟိုရောက်လာဖုန်းလုံးလောက်6ရောက်လာ10မိနစ်လောက်ပဲကြာတယ်လူတွေကတော့အကုန်လုံးကိုကားကိုဆိုင်ရနေကိုလာကြပါဘောနော်အဖွားလောက်ပဲလမ်းလျှောက်ပြီးလာဟိုကအဖွားပေါ့နော်ဒီတလက်နဲ့ဝင်သွားကြည့်ရအောင်ဝါးတွေကတော့အများကြီးပဲဆင်ထားတာပေါ့နော်ပြီးရင်တို့ကအဲ့ထဲမှာဝါးထဲမှာရေတက်ပယ်ကြပါဆရာတွေဘာညာတာကဘာညာမတဲပုံနေတယ်လောက်ထားတယ်ဘယ်သွားမှလည်းမသိအရင်သွားကြည့်လိုက်မယ်နော်ဟုတ်ကဲ့ကြံပေးเป็นกรอนะครับเพราะฉะนั้นก็พ่อแม่พี่น้อง တွေ့တယ်မလားအဲ့မှာတမယားကြီးဆိုရင်သူ့နေရာနဲ့တူပေါ့နော်နေရာတွေယူထားကြရင်ခဏနေကြရင်ဖုန်းကြီးကဒီကနေဆင်းလာပါဆင်းလာပြီးတော့မှဒီနားမှာသူကရေလောင်းပြီးယူရေကဒီနားမှာအကုန်လုံးလာစုမှာလေလာစုပြီးတော့မှရေထွက်တဲ့အပေါက်မှာဖုန်းကြီးကိုရေချိုးပေးတဲ့တလေအဲ့လိုမျိုးတွေတက်ပေရေဖုန်းကြီးရောဖះရုပ်ပေါ်တော့တက်ပေရေတက်ပေတဲ့ဒလေးပေါ့နော်
ဒီမှာဆိုရင်မွန်ရိုးရဝတ်စုံတွေအများကြီးပဲပို့လာတယ်တယောက်နဲ့တယောက်အပြိုင်ဆိုင်နေပေါ့ เราประเทศตัวเองเราตัวนี้ตัวคือการคิดจ้างเราประเทศดีมั่วแล้ว ကိုကဘာလဲဆိုတော့ဒီရဲ့နေရဲ့ရာထူးကြီးတွေနေပါပေါ့နော်သူတို့တွေကကြတော့ဟိုကဖះကိုပင့်ပြီးယူထွားထားလိုက်ပြီးဟိုကရေတက်ပယ်နေကြရေပေါ့နော် เราขอว่าในขณะที่ tại hơn là tại một phần mà đang là nó ôi là chạy qua ma rồi là chạy qua ma rồi tới thế là ဒီကြတော့ကိုရင်တွေကြွားချီတာမှာပေါ့နော်အဲ့ဒါကိုစောင့်ကြည့်နေအောင်ပါ တွေ့လားဆနာလူတောင်ဒီနားမှာမရှိဘူးဟာ ต่อมาเรื่อยๆครับจนถึงลำน้ำต่อมานะครับสลับต่อมาก็ได้ครับสลับต่อมาเรื่อยๆนะครับเดี๋ยวก็จะมานั่งที่เก้าอี้นะครับก็ขอหลบหน่อยนะครับเพื่อ Một lón đồ lấu lắm, ham một lón nó chỉ lời. เนี่ยเราพอขอโทษนะครับ จานดี ระวังหน่อยครับระวังเดี๋ยวจะมีใบกระลาเก้าตุยปุยเจ้าคอยระดับติ่งนกหาสุชาติปุยเจ้าหัวพระพิสุทธิ์นะครับครับ ပြောရမယ်ဆိုရင်ရေကိုဖုန်းကြီးကိုရေတက်ပယ်လိုက်တယ်လို့ โยมก็ ခဏလေးရေတောင်းဝင်တော့เอาขวดน้ำหนึ่งขวดขวดน้ำน้ำเปล่า ยากเลย เนี่ยได้ค่ะเท่าไหร่คะขอบคุณค่ะဒီမှာဆိုင်တများနေရေတက်ပယ်နေကြတာပေါ့နော် ไตรละมชันคณะหยุดก่อนครับหยุดก่อนไตรละมเจอตาละปอนซานพระเจ้าปอยเจ้าเทลงมาเลยครับขอเชิญครับส่งลูกที่สามนะครับเจ้าสักษาก็ต้องขอขอบพ่อแม่พี่น้องทุกท่านนะครับเราเล่นสงกรานต์แต่พรุ่งนี้ก็ส่งนะครับรดน้ำแล้วก็ขึ้นแผ่นเจดีย์ไฟนะครับก็พรุ่งนี้เริ่มตั้งแต่เวลา8 โมงเช้านะครับจะแห่ขบวนเข้ามาจากกลางหมู่บ้านถึงศาลาสันเพลินวัดหลวงพ่อเยดานะครับก็เชิญชวนพ่อแม่พี่น้องทุกท่านก็นะครับแล้วก็เวลาประมาณ9 โมงเศษก็จะเคารพบูชาช้างดอกก็ต้องรีบร้อนนะครับได้แบ่งกันไปแบ่งฝั่งกันนะครับไม่ต้องซีเรียสนะครับให้เรื่องดีๆแบบนี้ก็ต้องขอบพระคุณทุกท่านเลยนะครับการปีนี้ก็ต้องขอบ แล้วซีซ่าอะไรเนาะ เวลานะครับที่ได้อยู่ นี่จะมีอะไรเยเดซอเรามา ก็ที่รอให้ ขวดไปရောက်လာပြီလဲဆိုတော့ဘုန်းကြီးကျောင်းထဲရောက်လာပြီပေါ့။သူများတွေဒီဘက်ကိုသွားပြီးတော့မှတချို့ကလည်းသူတို့ဘိုးဘွားတွေရဲ့အ
အုတ်ကူသွားပြီးတန့်ရှင်းရေးတွေပါကြီးလုပ်တယ်ပေါ့နော်မန်ဆန်ဖနက်ကစီးလို့လည်းရတယ်မစီးလို့လည်းရတယ်ဒါပေမဲ့ဟွာကကျတော့ကိုစီကဒလေးနဲ့ပဲယူလိုက်တာဖနက်ကဘာမဟုတ်ပြောင်းမစိုးလို့ဘယ်သူမှချွတ်တာတိတ်မရှိလို့လေအဲ့နဲ့ပါလာလိုက်တာဖနက်ကွာဘယ်လိုဖုန်းကြောင်းကတော့အကြီးပဲဒါပေမဲ့အပေါ်ရဲ့ဖះเจ้าမှာတော့သွားမဖူးတော့ဘူးဒီဖះเจ้าအကြီးပဲဒီမှာသူများဆိုရင်ဒီနောက်မှာတုတ်တန်ဒီမှာအဲ့ထဲမှာသူတို့ဟိုကအုတ်ကူတွေရှိရနော်အုတ်ကူတွေကိုတန့်ရှင်းရေးတွေပါရင်လောက်ကြပါတော့ဟိုအုတ်ကူတွေတော့မသွားတော့ပါဖះဒီတစ်ပတ်ပတ်ပြီးသွားလို့ရှိရင်ဆင်းတော့မယ်အရင်ပူတာပဲမြင်သွားမှရလက်မှာထီးတွေရောအုတ်ထုပ်တွေရောငါမှာရမ်းပူတယ်ရမ်းပူတာပဲရှေ့ပူတော့အရမ်းပူတော့ဆလာဟွာလေးဗီဒီယို record လုပ်ထားတယ်ဒါမဲ့ဘေးကအန်တီနဲ့စကားပြောတာတွေပါကြားရဲစကားတွေရောပြောကြတာတင်း record မတင်းထားလိုက်ရအောင်ကိုကပြောနေတာဗီဒီယိုက record မလုပ်လာလိုက်ရအောင်အမှသူတို့ဆိုရင်ဒီစောနေတဲ့ဟာဆိုရင်လေဘာလဲရေတပ်ပိုက်တွေနဲ့ရေတွေပက်နေကြတာအဲ့တော့သွားကြည့်မယ်ပူတယ်
ပုံကိုပြန်ပြီးတော့မှသူတို့တွေကတဲတွေယူလာပြီးဒီမှာစေဒီအနေနဲ့လာပြန်ပြီးပို့မယ်လို့ပြောရပဲအဲ့လိုထင်တာပဲဟွာအဲ့လိုပြောလိုက်တာနဲ့ပြန်ပို့ပြောဖို့ကောင်းတယ်တဲ့ပြောဖို့ကောင်းတယ်ပြန်ပြီသူများတွေဆိုရင်ဟိုကားတွေနဲ့ပြန်ကြမှန်းကြတော့မှန်းလျှောက်ပြန်ဒါတို့ရဲ့ရိုးရဓလေ့ပေါ့နော်ဟိုမိုးဆောင်လေးနဲ့ဝတ်ပြီးတော့မှမိုးနေကြားထဲမှာအရှမ်းမလေးရောက်နေပါโอเคဟိုတယ်ကိုပြန်ပြီးတော့မှဆန်းဆက်ပြန်သွားကြည့်မယ်အခုကလည်းအရင်ရှုပ်ပြန်ပြမယ်နော်ဒီကြမှာပဲတွေ့ကြမယ်လေနော်เที่ยวคนเดียวเหรอครับ ค่ะ มาจากไหน มาจากกรุงเทพมิ่งแงวลานชิวไม่เป็นไรค่ะว้ายนี่ไงนี่ไงขายที่นี่มานานหรือยังคะ ขายมา 20 ปีแล้ว อ๋อ ขายตรงนี้อืมเป็นคนที่นี่ วันนี้ไม่ไปเที่ยวเหรอคะ รดน้ำพระ ขายของ อ๋อ ถ้าไปก็ไม่ได้ไปแต่เด็กๆไป อ๋อ หนูไปไหมไม่ได้ไป ไปค่ะ ไปค่ะ เพิ่งไปมาค่ะ พักที่ไหน พักที่บ้านกุหลาบค่ะ เมื่อวานหนูก็ผ่านมาที่นี่อยู่แต่ว่าคนเยอะมาก ไม่ได้แต่วันบุญเลย ทำคนเดียวเองหมดเจียวดีเจ้าเนี่ยเพได้มาเพรูไอ้ยังเขียนแต่ต่อที่รามาตอนนั้นชีนี่เรียนนอนดูนอกวิ你把你录音呢，然后啊，因可变咪到买出多来没呢？地啦，表嘞地蛮好，มีมาจากเอาแต่หลังดี มารถประจำทาง ฮะ มารถประจำทาง ใช่ค่ะ มารถตู้ตอนเช้าออกกี่โมงคะประมาณ7 โมง ตกหล่อหนึ่ง เมื่อวัน ขอบคุณค่ะว้าวปตาเตาโถปตาเตาโถในจาแซนเตอร์ป่ะข้าวสวยเฮ้ยในดีได้ไม่หนีมาละ เรื่องแค่ ตาแซนยอริชิเชเลย อ๋อดาสโต้นะ แค่เดียว ว้าอร่อยค่ะ ขอน้ำซุปได้ไหมคะ ก็ถ้วยอยู่ข้างในเดี๋ยวแป๊บนึงพี่ยังไม่ได้ไปเอาถ้วย ค่ะ มันคือตัวตอมมุมเตาเราได้ตอมมุมเตา หมดคอนแกงดี กินหมดแล้วไม่ได้กินน้ำซุปอ่ะ ใช่ค่ะ นี่หนูตักใส่เลยนี่หนูก็ได้หนูตักเลย ตักเลยนะคะ เดี๋ยวพี่ยังไม่ได้เข้าไปนู่นอยู่ในครัวนู่น
จานเราคนได้เจ้า เราเข้าไปซื้อโค้กก่อน ซื้อได้ไหม อะไรคะหมดทั้งหมดเลยอ๋อเท่าไหร่คะ ก็เข้าใจ 60 ต้องรู้30 อ๋อมีค่ะมี30 บาท ขอบคุณค่ะ อร่อยมากค่ะซาลาเยดองแจมသွားပြီ။ဘာသာတော့ထုံစားတာတော်တော်ကြာလို့နေမှာ။စားလိုက်တာ။အရေးလည်းမကြာအဖက်လည်းမကြာ။တော်တော်ကောင်းတယ်။ဆက်ပြဲနေရတယ်။ခုကျတော့မလုပ်ချင်တယ်ဆိုတော့ရေရမ်းတောင်းချင်တယ်။ဒီနာနီနီနာနာလေးရဲ့ကုံစုံဆိုင်လေးကိုသွားမယ်နော်။မှန်ပြမယ်ကုံစုံဆိုင်ကတိတ်တိတ်လေး။အမေအထိတ်မှအများကြီးပဲရှိတယ်။အေးကြောင်းမင်းရောကုံစုံဆိုင်ရေပဲတောက်ချင်တာရေราคาต่าง ရေအေးလေးတဘူဆိုရင်အဆင်ပြေဘာပြဿနာကြီးဖြစ်နေရလဲအတင်းတော့နေကြတယ်ဟွာဖွင့်လို့ရေပူကဖွင့်လို့မရဖြစ်နေရပါရဲ့ဆက်တယ်မလေးမော်လိုက်တာကြီးစကော်ဖီဆိုင်လေးဖြစ်ဖြစ်ထိုင်မလို့ဒါပေမဲ့ဖိုက်ရန်တင်းနေမထိုင်နိုင်တော့ထင်တယ်မထိုင်ဘူးဆိုရင်လည်းဒီအတိုင်းသွားပြီးတော့မှတရားပေါ်မှာထိုင်မဝင်လောက်ဆရာမတရားအနီရောင်ရှိရဲ့တရားအနီရောင်ဖက်သွားမှာအဲ့ဆိုရင်အခုတရားအနီရောင်ဖက်သွားလိုက်မယ်နော်တရားဖက်သွားလိုက်အောင်မယ်จริงเหรอชัดกี่เปอร์เซ็นต์ 100% จริงหรือเปล่า จริง มาที่นี่ทุกวันเลยเหรอ ใช่มาทุกวันบางครั้งก็พัก พักไปไม่ไปเรียนเหรอ ปิดเทอม อ๋อถ้าเรียนไม่ไป ถ้าไม่เรียนไป ตอนนี้อยู่เรียนปออะไรแล้ว ตอนหนึ่ง ปหนึ่งแล้วเหรอคะ ปีหน้าขึ้นปสอง ปีหน้าขึ้นปสอง อันนี้ปิดเทอมแล้วถ้าเปิดเทอมก็ขึ้นป คนนี้ชื่ออะไรคะ ขวัญ ขวัญคนนู้นน่ะ เจน เจนขวัญกับเจน เป็นแฝดกันเหรอไปเล่นน้ำไหมคะวันนี้ ไม่เล่น จริงเหรอ จะไปเล่นน้ำสกัดแล้วพรุ่งนี้ ฮะ ไม่รู้อะไรไม่รู้เดี๋ยวก็พรุ่งนี้ อ๋อพรุ่งนี้พี่ก็กลับแล้ว เอ้าพี่อยู่คนเดียวเหรอ หึ พี่อยู่คนเดียวเหรอ ที่กรุงเทพเหรอ ใช่ หนูคิดว่าพี่มีแฟนแล้ว ยัง ยัง หนูเจอพี่มาประจำที่สุดเลยหนูก็เจอพี่ที่วัดด้วย ใช่บังเอิญจังเนาะ หนูเจอพี่ทุกที่เลย ใช่ หนูรู้พี่เป็นคนชอบน้ำพี่ก็ชอบไปเที่ยวอยู่แล้ว พี่เปียกน้ำไหม ไม่เปียก เพราะว่าพี่หลบน้ำเก่งไง ฮายทำงาน ไม่ตกเหรอ ว้าว สวยจังค่ะ สวยทำไมสีไม่เหมือนกันเหรอคะ โชว์ให้พี่ดูหน่อย เดี๋ยวให้แบกกันมาเลย พี่มันนี่นะ อันนี้ของพี่ อันนี้ก็จะเป็นหม้อนะคะ อย่ากลมมั่วๆเดี๋ยวก่อน อะไรพี่
อันนี้คือเปิดกล้องมันดับเมื่อกี้ อันนี้ก็จะเป็นหม้อ เอานี้เอาบนหัวพี่ทำด้วยได้ไหม ได้ค่ะ เดี๋ยวมันตก แบนเหลือ95ค่าจริงเหลือ100ใช่ไหมคะพี่ ดับ 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 ถ่ายให้พี่นอน มันดับเมื่อกี้นี้แบนเหลือเท่าไหร่95จริงๆมันมี70ไม่ใช่เหรอพี่ ใช่ 75พี่เขาทำบัต พี่ ร ก็ได้แล้วนะ เดี๋ยวพี่จะมาทำอาชีพนี้ดีกว่า อันนี้ก็ เฮ้ยเฮ้ยอุ้ย จริงจริง ทำไมไม่นิ่งอ๋อทำไไมมันไม่นิ่งล่ะ ทำไมปิ๊บมันดูข่าวได้ ได้ไหม อันนี้ได้อันนี้ซูมเหรอคะ ฮะไม่ซูม ไกลเลยไกล ได้อยู่นะว้าวเก่งมากเลย ดับ ทั้งสองคนเก่งมากทำไมไม่หลุดอ่ะทำไมพี่ทำมันหลุด หนูไม่รู้ เพราะว่าหนูเก่งไง พี่ไปสะพานนู้นดีกว่า สะพานแดง โอ้เก่งมาก ไปก่อนนะ บ๊ายบาย မွန်တရာမှာရှမ်းမလေးရောက်နေပါတယ်။အဲစနာတကယ်စင်အိုးอ่ะကိုဟာကိုလုံးရင်တော့မရနိုင်ဘူး။ကောင်းမှတင်နိုင်တဲ့လူကတော့ရှယ်ကြည့်ထားနော် เอาไปเลยโอเคจับ1 2 3 သူတို့ဒီလိုမျိုးလေးတင်နိုင်တာဟိုဟာတကယ်ချီးကျူးပါတယ်။စနာဟွမ်လောက်ကြည့်ရတကယ်ရကိုမရတာ။ကတင်ပြီးတော့ရင်ခေါင်းကလျှော်နေအောင်ပါ။သူတို့ကြတော့ခေါင်းမချော်နေအရန်လေကလေးတွေကအရန်တော်ကြတယ်ဝါဒီမှာတရားသူတို့ပြောတာကရင်တရားပေါ့နော်အိုးဒီမှာစငယ်ကြီးပဲဟောသူတို့နှစ်ယောက်ရဲ့စငယ်ဒီမှာဒုံးနေပါ၏ဒုံးနေနဲ့ရိုက်ကြတာတရားအနီရောင်လေးစိတ်မန်းဝါလေးရဲ့ဒီဟာကကြတော့ကရင်တရားလို့ပြောတာပဲသူတို့ခေါ်ကြတာလို့ပြောတာနော်ကရင်တရားမှာလမ်းလျှောက်ရတာပေါ့ကရင်တရားမရောက်လိုက်မွန်တရားရောက်လိုက်မယ်ဟုတ်နေရပဲထိတ်ဆုံးထိသွားပြီးသွားလို့ရှိရင်တရားကနေဟိုဘက်ကိုပြန်မယ်ဆုံးသွားပါပြီဒီဘက်ကဘာမှတော့အဲ့လောက်တော့တိတ်မရှိဘာမှမရှိဘူးဒီဘက်ကလမ်းတွေရဲ့အိမ်တွေရဲ့ဒါပဲရှိရအဲကြတော့ဟိုဘက်ကိုပဲပြန်သွားမယ်မွန်တရာခုညအချိန်ဆိုရင်ဒီလိုလေးလမ်းအဲ့လိုလေးလှုပ်ပေးထားရပါတော့မီးတွေဘာတွေထွန်းပေးထားတယ်အဲ့ဒါတော့လေညဆိုရင်လည်းသူ့ဟာနဲ့သူလာနေရပဲဒီမှာမီးလေးနဲ့ထွန်းထားတာအကြောင်းမလို့သူများတွေဆိုရင်လည်းညလည်းလမ်းလျှောက်ကြတာပဲဒီမှာဆိုရင် resort တို့ဘာတို့ပေါ့နော်ဒီဘက်မှာဒီတိုင်းပဲအေးဆေးလမ်းလျှောက်ပြီးရင်ဟိုကြည့်ဒီကြည့်အဲ့လိုမျိုးပဲလုပ်ဘာမှလုပ်စရာသိမ်းမှမရှိอ่ะဟိုမှာကြည့်တာတော့ဒါမွန်ဒရာဒါကကြောင့်ဆနာဝန်တဲတဲ့နေရာဒီဘက်ကကျတော့ထိုင်းဖတ်တွေပေါ့နော်ဒီမှာကိုယ်ဆိုရင်လင်းနေတာညရောက်ပြီဆိုတော့ဒီဟာတွေကကျတော့အမှန်ဆိုရေထဲမှာပေါ်လို့ပေါ်နေတဲ့အိမ်လေးတွေပေါ့နော်ဒီရဲ့နောက်ကလုံးချင်းအိမ်ငါးတဲ့ဟာတွေဆိုရင်အဲ့မှာဒါပေမဲ့အခုကရေတွေခန်းနေတော့လေဒီလိုမျိုးပုံစံတွေတွေ့နေရတာသူက
ဆိုင်ခန်းနေဆိုရင်ညထိတောင်ဖွင့်တယ်အိမ်ကဒီနားလေးမှာပဲမလို့ဒီမှာအောက်မှာဆိုရင်လည်းဖွင့်နေရတော့ဒီမှာ need to eat something လို့ပြောပေမဲ့လေရောင်းတဲ့နေရာမရှိတော့အခါစားစရာနေရာတွေ့ရင်ခေါ်လိုက်မယ်ဟာထန်ထန်ဟွာအခန်းထဲကိုပြန်ရောက်လာပြီပေါ့နော်ဆိုတော့သမင်းတော့ရှာစားတာညဆိုရင်ဒီမှာသမင်းဆိုင်ဖွင့်တာတော်တော်ရှားတယ်ညစေးဆိုရင်လည်းရှိတဲ့နေရာကြတော့လေဟိုဘက်ထိုင်းဖက်ချမ်းမှာလေဟိုဘက်တစ်ချမ်းမှာရှိရဆိုတော့ဟိုဘက်ကအရန်ဝေးလွန်းတယ်ပြီးပြန်လာတဲ့ချိန်ကျရင်လည်းမောင်ကြီးလေအဲကြတော့စင်မပြေလို့ဆိုပြီးတော့မှဒီမှာပဲရှာစားလိုက်တာနေ့ရက်စလုံးမလီခုမှပဲခီးသွားရရဲ့ feeling တွေကိုတီလာတော့လားဘာလဲဆိုတော့အဲကောရဲ့ဒီလိုအိယာလေးရှိရင်ကိုအဆင်ပြေတယ်လောကအိပ်ပျော်တယ်ဟာအဲကွန်အဓိကကတော့အဲကွန်ပေါ့နော်အဲကွန်ကဖျားတခင်ပဲဖျားတခင်မဟုတ်အဲကွန်ကအတက်ပဲဒီမှာအရန်ပူတာတော်တော်လေးကိုပူတာဒီနေ့ဆိုရင်ဒီမိုနီရဲ့ဒလေးထုံးစံကြီးပေါ့နော်တကယ်ရှိဖို့ကောင်းတဲ့ဖျားရည်တက်ပဲတဲ့ကြံပွဲပေါ့နော်အဲ့လိုမျိုးတွေမလက်ဖြန်လေးရှိမှာမလက်ဖြန်ကကြောတို့သဲတွေပါရင်ပုံမာလားဘာလားမသိဖြိုးပါလားမသိအဲ့ဒါရှိမယ်ဒါပေမဲ့ဟွမ်ကတော့မ join ဖြစ်တော့မနေ့ပြန်မနက်9နာရီကြာရင်ဟွမ်ကဒီကနေထွက်ပြီးတော့မှvan ကားလေvan ကားထွက်မဲ့နေရာကိုသွားရမယ်အရင်တော့မကြပါဘူးမိနစ်20လောက်ပဲအဲ့မှာခြာကြည့်လိုက်မယ်လေတခုခုဒီ3ဝင်းနဲ့ဖြစ်ဆိုင်ငယ်ကယ်ရီနဲ့ပဲဖြစ်စီးသွားလိုက်မယ်မနက်ပိုင်းကိုစောစောထားပြီးတော့မှဟိုဘက်ချမ်းမှာပဲမနက်စာစားလိုက်မယ်ပေါ့နော်ဒီဘက်မှာကတော့မစားတော့ဒီဘက်မှာကကြတော့ဟိုမနက်6နာရီခွဲကလေးကထွက်မယ်ပေါ့နော်ပြီးကြမှာဟိုရောက်မှာ9နာရီနဲ့မီမလားဒါမှမဟုတ်10နာရီနဲ့မီမလားမပြောတတ်သေးဘူးအဲ့ဒါနေပြန်စီးသွားမယ်တနေ့တာအတွက်ဟိုဘယ်လျှောက်သွားတယ်ဘယ်လျှောက်လဲတော့ရဲဆိုတာအားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲလက်ပြန်ကြိုင်ပြန်တွေ့မယ်နော် Good night bye bye morning မှာအခုကcheck out လုပ်တော့မယ်ပေါ့နော်ပြီးတော့ရင်အခါတော့တာတော့van ကတော့စီမယ်ဝန်ပြန်တော့မှာပေါ့နော်ဒီတရားကနေပြန်အခုကတရားတွားတဲ့နေရာကိုတွားနေပါတယ်ဒီမှာမနေ့ပိုင်းဆိုရင်နည်းနည်းအေးရပါတော့အရင်အေးရတော့မဟုတ်ပါဘူးနေလို့ကောင်းတဲ့အခြေအနေမျိုးဒီနေ့ကတော့ပြန်ပြီဆိုတော့ထုတ်ဘူးတွေနဲ့ဒါတော့ဖြတ်ပြီးတော့မဟုတ်ပါကန်ကူပြီးစငယ်ကလေးငါပြီးပြန်မယ်ရှုပ်ကင်းလေးပဲကြည့်လိုက်နော်ဒါတော့မနေ့ပိုင်းအခြေအနေပေါ့နော်မှာတွေ့တယ်မလားဟိုသူများစွန်းလောင်းဖို့ဆောင်နေပေါ့နော်တချို့လေ69ဘတ်100ဘတ်အမဝယ်ပြီးတော့မှစွန်းလောင်းလို့ရတယ်ဒီရဲ့ညီမလေးဆိုရင်စောထားရတယ်နဲ့တော့ဒီမှာတို့ဆိုရင်စောရောက်ရတဲ့ဥတို့ကောင်းလိုက်တာမနေ့ပိုင်းဥပိန်လို့ဟယ်လိုဘိုင်ဘိုင်ไปแล้วนะพี่กลับแล้วเดี๋ยวรถ
มาแล้วนะบ๊ายบาย บายพี่ก็หอม บ๊ายบาย เจอกันใหม่นะ เดี๋ยวกันปีหน้านะ โอเคค่ะ บ๊ายบาย ကလေးသူတို့ကနေတိုင်းဒီနားလေးမှာလည်းနေရဆိုတော့နေတိုင်းလာကလေးကအရင်ကက် မပြန်ခိုင်းစီရှင်မပြန်နဲ့နိုင်ဒီကလေးညာတို့နဲ့စကားပြောရင်ကြိုက်တယ်မန်တို့ဆိုဒီလိုမျိုးပဲပေါ့နော်ကောင်းမမရွက်ပြီးတော့မှလမ်းလျှောက်နိုင်တာစကီးကတော့ချဲပဲဟိုမနေ့ကလှုပ်လိုက်တယ်ဒါပေမဲ့မရအောင်ခေါင်းကနေပြုတ်ကြတယ်ဟိုမှာ sunrise ကျဘအိတ်နဲ့ကျမပါပေါ့ပြန်ပြီရှုပ်ခရတာဒီလောက်ရှိပါတယ် โอ้พี่จะไปครับจอด ဒီဘက်မှာလည်းအဲ့လိုမျိုးဝယ်လို့ရရပါတော့စွန်းလောင်းတဲ့ဟာလေးဝယ်လို့ရတယ်ဒီဘက်မှာကရင်ဝတ်ဆောင်လေးတွေရှစ်စရာအများကြီးပဲพี่ค่ะไปท่ารถอ๋อมอ啦เท่าไหร่อ่ะเพราะน้องเอ๋ตรงเบงเนี่ยถือไปท่ารถนะคะได้แล้วว้าว โอเคค่ะ เท่าไหร่คะ 20 บาทครับ ขอบคุณค่ะ ค่ะการเล่นมาต่อไปแล้วนะ